မဟာစေတီမွေတရီဤမြင်းကြီးခင်းပြန့်တလင်းတန်ဝဲနှင်းပန့်တပဲဝစ်ဖြူလဲနှင့်နန်းထဲနန်းလိတီမဝှေ့ပဲချမ်းမြေ့စိတ်ကြီးပီတိရီဖြင့်ခိုင်တီနှလုံးတစ်ဖြောင့်သုံး၍နှောင်ထုံးကေမင်းရှောဖြေခြင်းလဲမဟာစေတီကြီးဤဗုဒ္ဓရိပ်ဓမ္မရိပ်တွင်ထိတ်ထားမွေ့လျော်ခြင်းပါသည်နန္ဒလေးကိုမတိမဝှေ့တော့ပဲဝစ်ဖြူလဲလျက်ချမ်းမြေ့သောပီတိတရာတို့ဖြင့်သာဓာတ်တော်ဌာပနာတော်တို့ရှေ့မှောက်ဝစ်စင်းရောက်လိုလှပါသည်ခိုင်တီနှလုံးတစ်ဖြောင့်သုံး၍နှောင်ထုံးကေမင်းရှောဖြေခြင်းလဲအိုးဆန္ဒကူးရတောင်ကလေးကအာယုံရိပ်မှာဖြတ်ခနေသူ့ကိုယ်သူနောင်တဲ့ထိတ်ထားအမတော်တဲ့လေနှောင်ထုံးကေမင်းရှောဖြေခြင်းလဲနတ်ရှင်သူ့ကြောင့်တရေမှောင်ခဲ့မဖြောင့်ပြန့်လွင့်နှောင်ကြိုးဝင်သည်လူလင့်ငွေမျက်ရည်တကားထိတ်ထားဟာပူလောင်သောအချစ်ကိုသာမလွဲမဖယ်လက်ခံခဲ့ရသူပါမိမိရဲ့နှလုံးသားကိုမေ့ပြောင်းပြီးအခြားတစ်ပါးသူရဲ့ရွေးချယ်စီရင်ခြင်းကိုသာမတုံ့မပြန်ခံစားခဲ့ရသူပါထိတ်ထားလူခြင်းနဲ့ချစ်ချင်းမြတ်တာထိတ်ထားအနှင်းခြင်းနဲ့ချစ်ချင်းမြတ်တာငကိုယ်သူချမ်းမြေ့နိုင်မဲ့မေတ္တာအဝါဒနူးညံ့တဲ့ရင်ခွင်နှွေးထွေးတဲ့ချစ်ရိပ်ခွန်သာချစ်တော်သူနှင့်ကြွေကွင်းမချစ်တော်သူနှင့်နေခြင်းဆင်းရဲဒုက္ခနှစ်ပါးကိုထိတ်ထားစီကဖယ်ခွာတန့်စင်ပေးကြပါ